ပုံနေ့ရဲ့အရှင်သခင်ဟာဘယ်သူလဲဆိုတာကိုအရှင်ယေရှုပြောပြတဲ့အကြောင်းနားထောင်ကြည့်ရအောင်ဒုတိယမြောက်ဥပုံနေ့မှာအရှင်ယေရှုဟာဂျုံစပါးကင်းနဲ့ဖျက်လျှောက်သွားတဲ့အခါတပည့်တော်တွေကဂျုံနံတွေကိုခူးပြီးတော့လက်နဲ့ပုတ်ချပြီးအဆန်တွေကိုစားကြတယ်အဲ့ဒါကိုမြင်တဲ့ဖာရိရှဲတချို့ကကိုရောစီလာပြီးဥပုံနေ့မှာပညတ်တရားနဲ့စန့်ကျင်တဲ့အရာတွေကိုဘာဖြစ်လို့တပည့်တော်တွေကလုပ်နေကြတာလဲလို့မေးကြတယ်။ဒါကိုကိုရောကဒါဝိဒ်ကိုယ်တိုင်စာလောင်မွတ်သိမ့်နေတဲ့အခါသူ့ရဲ့အဖော်တွေနဲ့အတူသူဘာလုပ်ခဲ့လဲဆိုတာကိုမဖတ်ဘူးလား။သူဟာဘုရားသခင်ရဲ့အိမ်တော်ကိုဝင်ပြီးယေဘရဟိတ်တွေကလွဲလို့ဘသူမှစားခွင့်မရှိတဲ့ရှေ့တော်မှာဆက်ကပ်ထားတဲ့မုတ်ကိုယူစားပြီးသူ့ရဲ့အဖော်တွေကိုလည်းပေးခဲ့တယ်လို့ပြန်ဖြေလိုက်တယ်။အဲဒီနောက်အရှင်ယေရှုကလူသားတော်ဟာဥပုံနေ့ရဲ့အရှင်သခင်ဖြစ်တယ်လို့သူတို့ကိုမိန့်တော်မူတယ်။နောက်ဥပုံနေ့တနေ့မှာကိုရောဟာဝိပုယတရားစရက်ထဲကိုဝင်ပြီးဆုံးမဩဝါဒပေးတော်မူတယ်။စရက်ထဲမှာညာဘက်လက်သေနေတဲ့သူတယောက်လည်းရှိနေတယ်။ဒီချိန်မှာကျမ်းပြုဆရာနဲ့ဖာရိရှဲတွေကကိုရောဟာဥပုံနေ့မှာအနာငြိမ့်စေမလားမငြိမ့်စေဘူးလားဆိုတာကိုအပြစ်တင်ဖို့စောင့်ကြည့်နေကြတယ်။ဒါပေမဲ့ကိုရောကသူတို့ရဲ့အကြံစီတွေကိုသိလို့လက်သိနေတဲ့သူကိုထပါအလဲမှာရက်ပါဆိုပြီးမိန့်တော်မူတာနဲ့အဲ့ဒီလူဟာထပြီးမတ်တက်ရက်လိုက်တယ်။အဲ့ဒီနောက်အရှင်ယေရှုကမင်းတို့ကိုငါတခုမေးမယ်။ပညတ်တရားအရာဥပုံနေ့မှာကောင်းတာလုပ်ရမလားမကောင်းတာလုပ်ရမလားအသက်ကိုကယ်ရမလားတတ်ရမလားလို့သူတို့ကိုမေးတော်မူတယ်။ကိုရောဟာအဲ့ဒီလူအားလုံးကိုလှည့်ကြည့်လိုက်ပြီးလက်သိနေတဲ့သူကိုမင်းရဲ့လက်ကိုဆန့်ထုတ်လိုက်ပါလို့မိန့်တော်မူတယ်။အဲ့ဒီလူကကိုရောပြောတဲ့အတိုင်းလက်ကိုဆန့်ထုတ်လိုက်တဲ့အခါသူ့ရဲ့လက်ဟာအကောင်းပကတိဖြစ်သွားတယ်။အဲ့ဒီချိန်မှာဘာသာရေးခေါင်းဆောင်တွေဟာအယံဒေါသထွက်ကြပြီးကိုရောကိုဘလို့ပြစ်ရှာရမလဲလို့အချင်းချင်းဆွေးနွေးတိုင်ပင်ကြတယ်။ဒါကတော့ရှင်လုကာအခန်း6အပိုက်ငယ်1မှ7အထိဖြစ်ပါတယ်။